မင်္ဂလာပါခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကပကြီးသမားတစ်ယောက်ပကြီးဆရာတစ်ယောက်ယောက်ဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်တခုလောက်ပြောပြချင်ပါတယ်ပကြီးသမားမှန်လို့ရှိရင်ကျွန်တော်တို့သမိုင်းခေတ်တက်လျှောက်မှာဘလို့ပကြီးဆရာတွေပေါ်ထွန်းခဲ့ပြီးတော့ဘလို့ပကြီးအမျိုးအစားတွေခေတ်အဆက်ဆက်ရေးခဲ့ကြတယ်လေဆိုတဲ့ပကြီးဆရာတွေရဲ့သမိုင်းကိုအထိုက်လျောက်လက်လန်းမိသလောက်သိထားတယ်လို့ယုံကြည်ပါတယ်အကယ်၍သာမိတ်ဆွေကကျွန်တော်ယုံကြည်ယူဆတယ်လို့မျိုးယုံကြည်တယ်ဆိုလို့ရှိရင်ကျွန်တော်စာအုပ်ကောင်းတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီစာအုပ်ကလေးကတော့သွေးစကိုင်းမြန်မာပြန်ထားတဲ့သမိုင်းတစ်လျှောက်အကျော်အမော်ပကြီးဆရာတရားဆိုတဲ့စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကကျွန်တော်တို့စာအုပ်မျက်နှာဖုံးအထူးချုပ်နဲ့ချုပ်ထားပြီးတော့ကဘာကျော်ပကြီးဆရာတရားရဲ့အထုပ်ပတ်တီတွေနဲ့တကွာသူတို့ရဲ့ပကြီးကားတွေသူတို့ရဲ့သွာလာလှုပ်ရှားကျင်လည်ခဲ့ပုံတွေကိုအနှစ်ချုပ်ရေးသားထားတာဖြစ်ပါတယ်ဒီစာအုပ်လေးတအုပ်ရှိထားရုံနဲ့ကဘာကျော်ပကြီးဆရာရဲ့ပကြီးကားတွေကိုအများကြီးကြည့်ရှုရမှာအပြင်ကဘာပကြီးဆရာရဲ့တမိုင်းကြောင်းကိုလည်းအပြည့်အဝသိလိုက်ရမှာဖြစ်တဲ့အတွက်မိတ်ဆွေအတွက်အကျိုးများတယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ